အားလုံးပဲမင်္ဂလာပါကျွန်တော် admin IC ပါယနေ့ညအတွက်အေးချမ်းမှုကို Telegram Channel မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ